လောကကြီးမှာအပူမီးတွေဆိုတာပက်လည်ဝိုင်းနေတာအဝေးမှာရှိတာမဟုတ်ဘူးကိုယ့်ရဲ့ပတ်ဝန်းကျင်မှာပဲအပူမျိုးစုံရှိတယ်လူတယောက်ကိုချစ်ခင်ခြင်းပစ္စည်းဥစ္စာကိုတွေ့တာခြင်းတစ်စုံတစ်ခုအပေါ်မှာဆွဲလန်းခြင်းတူတယောက်အပေါ်မှာမုန်းတီးခြင်းခေါင်းစဉ်အမျိုးမျိုးနဲ့အဲ့ဒီအရာတွေအားလုံးဟာအပူတွေပါပဲအပူဆိုတာဟတ်တက်တဲ့အမျိုးပါပူမန်းတည့်ရသားနဲ့လဲအဲ့ဒီအပူကိုမစူးစမ်းမစင်ကြဲမလေ့လာမတွေ့ကပ်ပဲမနေနိုင်ပဲအဲ့ဒီအပူတော်တွေကိုဆက်တိုးနေတာကတော့ပိုးပလံကဲ့သို့လိုမျိုးကျွန်တော်တို့လူတွေပါပဲကိုယ့်အပူကိုယ်သာတိဆိုသလိုဒီအပူတွေကိုခွာချနိုင်ဖို့လိုသလိုဒီအပူတွေဟာငါအတွက်နည်းနည်းမှကောင်းကျိုးမပြုဘူးငါတွေ့တာမိတဲ့အရာငါဆွဲလန်းမိတဲ့အရာငါလူချင်းတက်မဲ့မိတဲ့အရာငါအတ္တကိုရှေ့တန်းတင်ပြီးမုန်းတီးမိတဲ့အရာတွေအားလုံးဟာငါဘဝနောင်ရေးအတွက်ဒုက္ခပေးမဲ့အရာတွေပဲအဲ့ဒီအပူတွေကြောင့်ငါဘဝတိုးတက်ကြောင်းဒီပျောက်ဆုံးသွားမယ်အဲ့ဒီတွေ့တာမှုအပူတွေကြောင့်ငါရဲ့ပျော်ရွှင်စရာတွေနဲ့အလန်းကွာသွားမယ်အဲ့ဒီအပူဆိုတဲ့အကုသိုလ်ဇိုးတွေကြောင့်တန်တရာတလျှောက်ငါမှာအမြဲတမ်းပူလောင်နေရမယ်တန်တရာမှာငါတယောက်တည်းပဲကျင်လည်ရမယ်အတူတူဒီအပူတွေကိုငါရအောင်ခွာချမှရမယ်မွေးလာတော့လဲတယောက်တည်းမွေးလာတော့ကလည်းဘာမှပါမလာဘူးအငိုနဲ့စပြီးအငိုနဲ့ဆုံးတဲ့လူဘဝကြီးမှာအငိုနဲ့ပြန်မသွားကြအောင်တရားအတိတရားသတိလေးထားပြီးတေဆုံးငံဒီမှာနှလုံးသွင်းအေးငြိမ်းစွာအသက်ထွက်နိုင်မှုအတွက်အခုကလေးကငါစပြီးတော့ပြင်ဆင်ရမယ်လောဘဒေါသမောဟတဏှာရာဂဆိုတဲ့ကိလေသာမျိုးစုံသောအရာတွေနဲ့ငါတန်တရားဘဝခရီးကိုကူးသွားရင်တန်တရားကြီးကဒီထက်ပိုပြီးရှည်နေတော့မှာအမုန်းတွေကိုစွန့်လွတ်ရမယ်အတွေ့အတာတွေကိုစွန့်လွတ်ရမယ်စီစဉ်ဥစ္စာတွေကိုဖက်တွယ်နေတဲ့စိတ်ကိုစွန့်လွတ်ရမယ်အပူတွေကိုခွာချနိုင်မှငါလက်ရှိဘဝမှာရောတန်တရားမှာရောအေးချမ်းမှာပါလားတာဓု